que si varo algo no la me te ye lila na thon se me api po lo pe tisi ba no que ti ma ga ro chanoဒီမှာထည့်စီနော်ထည့်စီပါပဲနော်ရှိပါတော့နော်တောက်ကြီးအောင်မြင်ခဲ့တဲ့ထည့်စီဆိုပါပဲနော်ရှိပါတော့နော်ကျွန်တော်စပြပေးမယ်နော်ထည့်စီမှာကဲစပြပေးမယ်ထည့်စီအပိုင်တလို့ပါပဲနော်ကျွန်တော်ဗီဒီယိုလေးကိုကြည့်စုရတဲ့ငယ်ချင်းများမမှတ်မိဘူးဆိုရင်ဒီမှာကတော့ဦးလေးအကောက်ကတော့အပိတ်ခါရပြီးတော့ဒီမှာကတော့ဒါဖိုးအကောက်ကိုပြပြောလဲတယ်အလိုအပိတ်အကိုလိုအပိတ်ချပါနော်လာစကဲမလို့တဲ့စီမြန်လာစကဲလုပ်ပြပါပြီးခဲ့တဲ့ပါကတော့4 5 3ကတော့တလို့လွယ်ရတယ်နော်4 6 3ကတော့တလို့လွယ်ရတယ်5 6 3ထွက်တယ်လေ6တော့တွက်နီကတော့ငါ6တော့တွက်ပါတယ်ဆိုလို့လွယ်တယ်တစ်စီလွယ်တယ်ဒီမှာတစ်စီလို့ပဲလို့ကျွန်တော်ချပြပေးမယ်နော်တစ်ချီနှစ်ချီသုံးချီလေးချီလေးပြစတဲ့အောင်မြင်တဲ့အချီပါပဲနော်ဒီပါတော့နော်ကဲဒီမှာတရက်လေးလာ2020နဲ့25 6ကြီးအတွက်နော်6ကြီးအတွက်တရက်လေးလာ2025 6ကြီးအတွက်နော်လိုပဲတစ်စီတလို့ချပြပေးမယ်အပိုင်ပဲနော်သုံးပြီးအောင်မြင်တဲ့လေးပဲပြချမ်းမဲ့ခဏပါပဲနော်ကျွန်တော်ချပြပေးမယ်နော်ကဲချပြပေးလိုက်မယ်ဒီမှာနော်3ညနဲ့4နဲ့ပေါင်း3ညနဲ့4နဲ့ပေါင်းဆိုတာ4တယ်နော်4ဖြစ်တယ်3ညနဲ့4နဲ့ပေါင်း4အဲ့ဒီ4ကိုနှစ်ခါယူမယ်4နှစ်ခါနိနှလုံးပေါင်းချေ3ည4နှလုံးပေါင်းချေ4နှစ်ခါနိဆိုတာ6ရဲ့4ရဲ့2ရဲ့3လုံးပေါင်းချေသည်7နှစ်တယ်နော်နှစ်တည်းစီနော်နှလုံးပေါင်းချေ3ည4နှလုံးပေါင်းချေ4နှစ်ခါနိ6 4နှစ်3လုံးပေါင်းချေနှစ်တည်းစီပါနော်အပိုင်လို့တော်လို့ပါပဲနော်တိုးပြီးအောင်မြည်တဲ့တည်းစီပါပဲနော်ကဲနှစ်တည်းစီရပြီးတော့ဒီမှာစီးနဲ့6နှလုံးပေါင်းချေ4စီးနဲ့6နှလုံးပေါင်းချေ4မှာ4နှစ်ခါနိဆိုရင်ဒီမှာကတော့4 6နှလုံးပေါင်းချေပြန်နေတယ်နော်နှစ်တည်းစီနော်4နှစ်ခါနိ3လုံးပေါင်းချေနှစ်နှလုံးပေါင်းချေ4နှစ်ခါနိ3လုံးပေါင်းချေနှစ်တည်းစီနှစ်ခါစီးပြီနော်ကဲဒီမှာ3လုံးပေါင်းချေ7နှစ်နော်4နှစ်ခါနိ3လုံးပေါင်းချေ7နှစ်နှလုံးပေါင်းချေ4နှစ်ခါနိ4 6နှစ်3လုံးပေါင်းချေနှစ်နော်ဒီစီကနှစ်နှစ်ခါနော်ဒီမှာဒီနာပြီးတော့ကဲတစ်ချက်လောက်သွားကြည့်အောင်မယ်နော်ကြည့်အောင်နော်ဒီခါကတော့ဒီနှလုံးပေါင်းချေမှာကိုနဲ့3ညနှလုံးပေါင်းချေမှာကိုနဲ့ခါ3ညဆိုရင်ဒီမှာကတော့3လုံးပေါင်းချေမှာ3ညနော်မှန်တယ်နော်ကြည့်ပါတော့နော်တုတ်တစ်စီနော်တုတ်တစ်စီဒီမှာနှစ်တစ်စီနှလုံးကို3ညနှလုံးပေါင်းချေကိုနဲ့ခါ3ညကို3ည3လုံးပေါင်းချေ3ညတုတ်တစ်စီကဲဒီနောက်ဆုံးချီကတော့နောက်ဆုံးချီမှာ
နောက်ဆုံးချီကတော့ဒီနှလုံးပေါင်းချေငါ6နှလုံးပေါင်းချေတီကိုနဲ့ခါယူမယ်ဒီနဲ့ခါစီဒီနဲ့ခါဆိုစရာဒီမှာနှလုံးပေါင်းချေမှာငါစီပြီးသားမောသို့ထမတာလေသို့ထလာတာမှတာလေနှလုံးပေါင်းချေငါနဲ့စီငါနဲ့တော့နဲ့ပေါ့စီဒီနဲ့ခါစီသို့လိုပေါင်းချေစီသို့တစီနော်ဒီဘောတော့နော်ကျွန်တော်လည်းပြကြည့်မယ်ထစီအပိုက်တလို့ပါပဲနော်တုံညလေးနှလုံးပေါင်းချေလေးတုံညနဲ့လေးနဲ့ပေါင်းလေးနဲ့ခါနိဆိုတာ6လေးနိ3လုံးပေါင်းချေနိလေးနဲ့ခါနိနိတစီစီလေးနှလုံးစီ6နှလုံးပေါင်းချေလေးနဲ့ခါနိ3လုံးပေါင်းချေနိ3လုံးပေါင်းချေနိတစီနော်ဒီခါကတော့နိတစီရပြီတော့ဒီခါတော့ခုနဲ့3ညနှလုံးပေါင်းချေဒီခုဖြစ်ဒီခုနဲ့ခါ3ညဆိုရင်ခု3ည3လုံးပေါင်းချေ3ညဒီခါကတော့ငါနဲ့6နဲ့ပေါင်း7ဒီနဲ့ခါစီကိုနဲ့6နဲ့ပေါင်း5စီပြတာမို့တုတ်ထဲမှသာလေတော်လုံးပေါင်းချေဒီဆက်စီပါနော်တုတ်တစ်စီပဲလို့ပါနော်ကြည့်ပါတော့နော်အချက်တွေယူသားပါနော်ကြည့်ပါတော့နော်လာမယ်တရက်လေးလ2025 6ကြည်အတွက်ကတော့လိုပိုင်ကတော့3တစ်စီ3ပါပဲနော်4ပြီအောင်မြည်3ပြီအောင်မြည်ဆက်တဲ့4ပြီအခု4ပြီမှာ3တစ်စီဖြတ်ချပဲနော်တော့မှာတစ်စီ3အပိုင်တယ်လို့ပါပဲနော်ကျွန်တော်ဗီဒီယိုကိုအားပေးကြပါဆက်စကလုပ်ပြပါလာမယ့်ဗီဒီယိုတွေကိုချီးဆိုပြပါဦးလေးအကောက်ကိုပြက်ပြီးအပိခါရပြီးတော့အခုကတော့ဒါဖို့အပိကိုပြခြေလိုက်ပြီးတော့အားပေးကြပါဆက်စကလုပ်ပြပါကျွန်တော်တော့တစ်စီတော့အပိုင်ပါပဲနော်အချက်တွေယူတော့ပါအားလို့စိတ်ပြေကောင်းကြပါစေမဲ့ပဲပါနော်